မင်္ဂလာပါ Universal Trading Channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကကန်တာပါပြန်လည်ရောက်ရှိလာတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကြည့်လိုက်အောင်ဒီနေ့က March 8 ရက်နေ့မတ်လ8ရက်နေ့2025ဒီ crypto sector update လုပ်ပြီးပါအောင်ဖြစ်ပါတယ်ကြည့်ပြီးသွားမယ် token တွေကတော့ကျွန်တော်ဒီ Bitcoin futures ဒါမှမဟုတ် Bitcoin spot အဲ့ဒါကိုကြည့်ပြီးသွားမယ်Ethereum Solana XRP Doge ပါနော်အဲ့ဒါ Doge က participation နဲ့များလို့ဆိုတစ်ချက်လောက်ကြည့်လိုက်အောင် Okay so ဒီမှာကြည့်နေတာကကျွန်တော်ဒါ Bitcoin futures ပေါ့နော် Bitcoin futures ဆိုတာ Bitcoin ပါ basically ဘာခဏလဲ Bitcoin BTC USD တစ်ချက်လောက်ကြည့်လိုက်ကျွန်တော်Kraken ကဖြစ်စေ Binance ကဖြစ်စေကြည့်လို့ရတယ် so ကြည့်လိုက်မယ်ပထမဆုံး level မနေ့ကလွန်ခဲ့တဲ့Saturday နေ့က move တဲ့ level 0.69 1% တော့မဟုတ်ဒါပေမဲ့ weekend ပါပဲပြမလားweekend ဖြစ်နေတော့ last Friday ကတော့ move သွားတယ် -3.52% အခုဒီဟိုမှာ US Federal Crypto Reserve ဆိုတာလောက်လိုက်တယ်ဆိုတော့အမှဒီ Bitcoin တို့သူတို့စစုတော့မှာ pretty much စစုတော့မယ်လို့ပြောထားတယ်ဒါပေမဲ့ reserve ဆိုတာအခုတည်းကသူတို့လုံနေပြီဗျာအရင်ကတည်းကစဖြည်းဖြည်းချင်းလုံလာတာပဲကျွန်တော်သိကြလောက်ပါ Okay so အဲ့ဟာကိုအခုလာမယ့် Monday ရနေနဲ့ကျွန်တော်ကြည့်ရတဲ့ volatile ဖြစ်လောက်တယ် because အဲ့ရဲ့သူ buyer side လာဘလို့ react လုပ်မလဲဆိုတော့သိမသိကျွန်တော်လည်းမသိ right so last Friday မှာ -3.52% ကျပါတယ်သူ့ရဲ့ကျွန်တော်တို့ဒီအနီအောင် line လေးကကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်တို့ short term average ပဲမြင်ရလား short term average ကျွန်တော် short term simple moving average ကအခု9600နဲ့မှာ61တကျ right approximately ကျွန်တော်တို့200 simple average ကကျွန်တော်8300မှာအခု level ဖြစ်နေကျွန်တော် February လတစ်လလုံးရဲ့ကျွန်တော်တို့ဈေးMarch လအစနေလတရက်ကနေစ trade ခဲ့တဲ့အများဆုံး price level ကျွန်တော်တို့အခုဒီ level ကတော့ဒီ8900 level ဗျာတခု March လတရက်နေကနေစပြီးတော့ right 8900 level ဒါမှမဟုတ်လဲလို့မျိုးဆက်ကြည့်ကြတယ်ကိုဟို level နဲ့ဆက်ကြည့်မယ်ဆိုလို့ဒီနှစ်စနေစပြီးစကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီ January ကနေစကြည့်ရမှာခဏလေး January 1ရက်3ရက်1ရက်နေ့2025 level က Bitcoin ကိုပြောနေတာအခုပြောနေတာ Bitcoin level ကိုပြောနေတာဒါ year အစနေနှစ်အစနေအခုဒီ March လ8ရက်နေ့အထိအများဆုံး trade ခဲ့တဲ့ level သူ့ရဲ့ mean ဟိုပါပေါ့အပြတ်မျှဈေးอ่ะကျွန်တော်9000 level right okay February လတစ်လတော့အဲ့နာမှာဝင်ချင်ဖြစ်မှာပေါ့ right ဒီပြီးတော့ဒါကတော့ March လအခုလာဇန်ကနေစ8900 level တော့အမှလာဇန်ကနေစ trade ခဲ့တဲ့ level အခုဒီ200 day simple moving average ကတော့ကျွန်တော်ဒီ8300မှာဖြစ်နေ8300 basically 295 300ပဲထားအဲ့ level တော့တို့ကျွန်တော်ကြည့်နေရတော့အခုဒီဟိုဟာတွေက buyer တွေကထိန်းထားတယ်ဗျာ right ဒီမှာဒီအဲ့ level နဲ့ပြန် bounce တယ်ဒီ200 day average ကနေတော့ပြန် bounce နေဆိုတော့ဈေးကပြန် bounce နေတယ်ဖြတ်မလား200ဈေးကိုဖြတ်မလားမဖြတ်လားဆိုတော့မသိဘူးသူတို့ပြမှာသိမှာပေါ့ right ပြမှာသိမှာပေါ့200ဈေးတကယ်အောက်ကိုဆင်းပြီးတော့ဈေးကစခေါ်ပြီဆိုလို့ရှိရင်တော့ of course ဘယ်သူမှlike 200ဈေးမှာ200ဈေးကိုမထိန်းနိုင်အဲ့လိုမျိုး bear market တကယ်ဝင်သွားပြီဆိုလို့ချင်းဒီ crypto bear market တကယ်ဝင်နေပြီဆိုလို့ချင်းတော့ကျွန်တော်ဒီ200ဈေးကိုမထိန်းနိုင်မဲနဲ့အဲ့လိုမျိုးပြုတ်ကျပြီးတော့ပြုတ်ကျတဲ့ဈေးကိုကျွန်တော်လို့ပုံစံ scenario မျိုးကျွန်တော်မြင်ကျင်တယ်ဒါမှမဟုတ်လေအပေါ်တက်မယ်ဆိုလဲ okay fine there is a clean break ပေါ့နော်သိရမလား clean break ကိုကျွန်တော်ဒီ year အစနေဒီ9000 level ကျွန်တော်ကြည့်နေတယ် Bitcoin ကဒီ again ကျွန်တော်ဒီ Bitcoin နဲ့ crypto တွေဝယ်မယ်ဆိုလို့ကျွန်တော်ဒီ9000ဆိုလို့9000လုံးရင်းစရာမလိုဘူးဗျာ right ဒီဟာကို fractional နဲ့သွားလို့ရတယ်100ပဲထည့်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အဲ့ movement ကို live track လုပ်ရတယ်အဲ့ဒါပါပဲ okay so ဒါ level လေးရတာပါပဲအခုဒီ
the percentage change တွေကတော့ကျွန်တော်အခုဒါ daily နဲ့ပဲကျွန်တော်တွက်ထားတယ်ဆိုတော့အဲ့ဒါပါပဲ okay so bitcoin ရတာကျွန်တော်အခုကြည့်နေ level 9900ကြည့်နေ8900ကြည့်နေဘာလို့8900ကြည့်နေလဲ8900ကဒီ march လအစနေစ trade တဲ့ level ဒီ year မှာအများဆုံး trade ခဲ့တဲ့ပြန်မျှအများဆုံးဈေးက9900 so အဲ့9900 level ဖောက်သွားနိုင်တယ်သေးသေးချာချာ clean ဖောက်သွားနိုင်တယ်ဆိုလို့ကျွန်တော်9900တသိန်းအပေါ်မှာတက်ပိတ်မယ်ဆိုလို့ကျွန်တော် of course bear market မဟုတ်ဘူးလို့တော့ကျွန်တော်ယူဆရတယ်ဗျာ bull market မပြောနဲ့ဒါပေမဲ့ bear market မဟုတ်တော့ဘူးလို့ယူဆရတယ်ကျွန်တော်အထင်မြင်ပါပေါ့ right ဝယ်ဖို့ပြောနေရလည်းမဟုတ်ဝယ်ဖို့အချိန်နေပြောနေရလည်းမဟုတ်ကိုပါကို strategy နဲ့ကိုလောက်ကြပါ okay so နောက်တစ်ခုထပ်ကြည့်မယ် Ethereum US dollar right ခင်ဗျားတို့ဒီ Binance က trade လို့လဲ Binance က trade တဲ့လူဆို Binance ကကြည့်ပါဈေးကတော့ဒီလိုပဲဈေးကတော့ဒီလိုပဲရှိမှာ right အခုဒီမှာပြထားတာလဲအဲ့လို January level ကျွန်တော်တစ်ချက်တော့ခင်ဗျားတို့ပြမယ် January February level ပြမယ် right February 1ရက်နေ့ကနေပြီးတော့ February 28ရက်နေ့ပေါ့ right basically 28ရက်နေ့ကတောက်ကြနေ့ဆိုတော့ဒီမှာဒီ Ethereum ကထူးခြားချက်ကတော့အခုဒီ Ethereum ကအခုကျွန်တော်အနေမှာဆိုလို့ကျွန်တော် bear market နဲ့ဝင်နေပြီလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အခုဒီဈေးကဒီကျွန်တော်ရဲ့50 day simple average ကိုသူတို့ respect ဖြစ်တယ် right ဒီသူ့ရဲ့အောက်ကနေပဲသွားနေဗျာ right ဆိုတော့ရောင်းတဲ့လူတွေကဝယ်တဲ့လူတွေထပ်ပိုများနေပြီဆိုတော့ Ethereum ကိုရောင်းတဲ့လူတွေပိုများနေတယ် market ထဲမှာကျွန်တော်အခု again ကျွန်တော်ကြည့်ရနားလေတော့ပါ right ခင်ဗျားတို့ perspective တွေလည်းခင်ဗျားတို့ကို perspective လူတယောက်မှာကို perspective ရှိတယ်အဲ့ဒါကိုသိသိချာချာကိုရဲ့ perspective မှာကို trade ကြပါဒါ again ကျွန်တော်ရဲ့ perspective တွေပြောနေရမို့လို့ပြီးတော့အခုဒီ March လဆန်းကနေကျွန်တော်စ trade ခဲ့တဲ့အများဆုံး trade ခဲ့တဲ့ level 2200 right Ethereum နဲ့ဒီလိုပဲ fractional shares လို့ရဝယ်လို့ရတယ် again brokerage ပေါ်မူတည်တယ်ကျွန်တော်တို့ရဲ့ဒီ January 2025ကနေအခုဒီ March လ8ရက်နေ့အထိအများဆုံး trade ခဲ့တဲ့ level ကတော့2900ပြီးတော့ကျွန်တော်တို့ဒီ January ဒီ February excuse me February လတစ်လလုံးမှာလည်းအများဆုံး trade ခဲ့တဲ့ level ကဒီကောင်2900 level ဝန်းကျင်ဖြစ်နေတယ်ဗျာ right ဆိုတော့ဘလို့လာကျွန်တော်ဒီ Ethereum ကိုတော့ကျွန်တော် user ရတာအခုဒီ bear market ထဲဝင်သွားပြီဒါတော့ clear ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ဒီမှာဒီ short term moving average ကလည်းဒီ output ကိုရောက်နေတယ်ပြီးတော့ဒီဈေးရလည်း200 period 200 simple average ပေါ့နော်ဒီပြန်မြဈေးထက်အောက်ကိုရောက်နေတယ်ဆိုတော့ဒီရောင်းတဲ့လူတွေက in control ပေါ့ right အဲ့ဒါကိုကျွန်တော်တွေးရတယ်အဲ့ဒါတစ်ခု Ethereum အခုဝယ်ခြင်းတဲ့လူတွေဆိုဘယ်လိုလုပ်မလဲစဉ်းစားပါအဲ့ဒါကို research နဲ့ကိုသေချာလုပ်ကြပါကိုဘယ်လို trade လဲပေါ်မူတည်ပြီးတော့ကို system ပေါ်မူတည်ပြီးတော့သေချာလုပ်ကြတချို့လဲဆိုလဲကိုက okay fine ဈေးကပြန်မြဈေးထက်အောက်ကိုကျနေတာမဟုတ်လို့ဝယ်သင့်တာကောင်းတယ်ဆိုတဲ့လူတွေလည်းရှိတယ်ဒါမှမဟုတ်လဲဈေးကပြန်မြဈေးထက် momentum trader တွေဆိုလဲဈေးကပြန်မြဈေးထက်အောက်ကိုကျနေရင်မဝယ်သင့်ဘူးဆိုတဲ့လူတွေလည်းရှိတယ် right ဆိုတော့အဲ့တစ်ခု I mean အဲ့ဒါပါပဲ right ဒါကျွန်တော်ဒါ Ethereum ဆိုတော့ Ethereum က last လွန်ခဲ့တဲ့တောက်ကြနေဟိုကသူ့ရဲ့ -2.85% right -2.85 ပြီးတော့ကျွန်တော်ဒီ weekend အတွင်းမှာပြန်ပြီးတော့သူ့ရဲ့ 2.85 ကိုပြန် cover လုပ်တယ်ပြန် cover ပေးသွားတယ် right အခုကပြန်ကျနေတယ် -1% ဆိုဒီနေ့ကစနေနေ့မှာပြန်ကျနေတယ်ဘယ်လိုလာမလဲမသိသေးဘူးဒါပေမဲ့ possibility ဖြစ်နိုင်ခြေများတာတော့ bear market ဆိုတော့ bear market ပဲဖြစ်မှာပဲဒါပေမဲ့အဲ့ဒါတော့ကျွန်တော်ရဲ့ momentum system ပုံစံမျိုးကျွန်တော် momentum mindset ဆိုတော့ပဲ right okay နောက်တစ်ခုထပ်ကြည့်မယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီ XRP သွားမယ် XRP သွားပြီးမှကျွန်တော် Solana သွားမယ် okay ချိန်ရလို့ကျွန်တော် Binance coin တွေပါသွားကြည့်ကြည့်မယ် okay fine USD XRP ဒါ again ကျွန်တော်ပြောမေးပါခုနက cover လုပ်တဲ့ဟာတွေကကျွန်တော်ဒါ intraday ကိုပြောနေမှာမဟုတ်ဘူး5မိနစ်7မိနစ်ကိုပြောနေမှာကျွန်တော်ဒီ daily ကို level တွေကိုကြည့်နေတာ okay
so ဒီ daily level မှာလည်း XRP ကဒီတိုင်းပဲ XRP ဒီသူ့ရဲ့ February လတစ်လလုံးအဲ့လိုနှစ်စနေစ trade တဲ့ level နဲ့နှစ်စနေစ trade ခဲ့တဲ့ level ကအခုဒီ March လမှာလည်း trade ခဲ့အများဆုံး trade ခဲ့တဲ့ level နဲ့အရန်ကိုနီးကပ်တယ်ဗျာကျွန်တော်မြင်ပါဘယ်လောက်မှမရှိဘူးဒီ XRP ကတော့အခုဒီ bull market ထဲရောက်နေတော့မယ်ဆိုတော့ momentum buyer momentum ကရှိသေးတယ်လို့ခံစားရတယ်အခုဒီ200 day average အပေါ်ကနေပဲ simple average အပေါ်ကနေပဲ trade နေတဲ့အတွက်ဒီအပေါ်မှာပဲပိတ်ပြီးတော့ trade နေတဲ့အတွက်ဝယ်တဲ့လူတွေရှိသေးတယ်လို့ကျွန်တော်ခံစားရတယ်ဘာဖြစ်လို့လဲ of course right မြင်နေရတာပဲ200 day average အပေါ်မှာပဲ trade နေလို့ဆိုတော့ right ကျွန်တော်50 day average က 2.64 ပြီးတော့ကျွန်တော်ဒီ200 average ကကျွန်တော်ဒီ 1.6 right 1.6 အဲ့ဒါတခု okay ပြီးသွားလို့ရှင်ဒီ March လလုံးအများဆုံး trade ခဲ့တဲ့ level 2.4 ကျွန်တော်ဒီ January ကနေစပြီးအခုဒီ March 8 ရက်နေ့အထိအများဆုံး trade ခဲ့တဲ့ level လဲ 2.425 right 2.425 အဲ့ဒါတခု okay အာပြီးပြီအဲ့ဒါ XRP right ပြီးသွားလို့ရှင် Binance အဲ့ Solana တစ်ချက်လောက်ကြည့်ကြည့်မယ် Solana ကတော့နည်းနည်းဟောဖြစ်တယ် Kraken လည်းမရှိကျွန်တော် Binance ကပဲကြည့် Binance လည်းမရှိဘူး so okay fine Coinbase ကကြည့်မယ် Coinbase က spot နဲ့ကြည့်မယ် is fine very similar right again ကျွန်တော်ဒီ March January ကနေစ trade ခဲ့တဲ့အများဆုံး level ကကျွန်တော်ဒီ volume အများဆုံး trade ခဲ့တဲ့ level ဒီ 144.20 February လတစ်လလုံးအများဆုံး trade ခဲ့တဲ့ level ဒီ 196.12 အခု trade ခဲ့တဲ့ current spot price က 137.19 ပြီးတော့ 50 day average က 191.46 200 day က 184.184.15 momentum ကအောက်ကိုတော့ကျနေပြီဒီ200 average ကိုအောက်ကိုပိတ်ပြီးတော့အောက်ကိုဆင်းခေါ်တယ်ဈေးကအပေါ်တက်မခေါ်ဈေးကအောက်ကိုဆင်းခေါ်တယ်ဆိုတော့လိုလာမလဲမသိကျွန်တော်ကြည့်ရတာ bear market နည်းနည်းဝင်ကျင်နေပြီထင်တယ်ဒီ Solana ဆိုတဲ့ coin ကagain ဒါတွေကကျွန်တော် perspective ပါပြီးတော့လွန်ခဲ့တဲ့တောက်ကြနေ့ကအများလွန်ခဲ့တဲ့တောက်ကြနေ့ရဲ့ percentage daily percentage move ကnegative 2.77 right so negative 2.77% ကျတယ် right စနေနေ့ကလည်း follow through မရှိဘူးဆိုတော့စနေနေ့လည်းထပ်ကျတယ်အခုဒီ January ကနေ January 2025 January 1 ရက်နေ့ကနေလည်းကျနေတယ်ဒါတွေကပြောမလို့လေအောက်ကိုဈေးကကျနေတယ် of course percentage ဘယ်လောက်ကျလဲတော့ကျွန်တော်မသိဘူး okay yeah so da fractional shares တွေလည်းဝယ်လို့ရမှာပေါ့ right broker ပုံမူတည်ပြီးတော့ကျွန်တော်ဒီ fractional shares တွေဝယ်လို့ရတယ် BNB တစ်ချက်လောက်ကြည့်ကြည့်မယ် Binance USD spot okay ဟာရှိမလား level လည်းဒီတိုင်းမှာပဲဒါပေမဲ့သူနည်းနည်းတော့ကွာတယ်ဒီ Binance level တွေက Binance က yearly အများဆုံး trade ခဲ့တဲ့ volume level 697 January ကနေမလ8ရက်နေ့အထိပြီးတော့ February အတွင်းမှာအများဆုံး trade ခဲ့တဲ့ level 613အခု current price က current coin ရဲ့ဈေးက980နဲ့မှ4.4 March လ1ရက်နေ့ကနေပြီးတော့8ရက်နေ့အထိအများဆုံး trade ခဲ့တဲ့ level 999 again သူ့ရဲ့ moving average ကလည်းအောက်ကိုထိုးကျနေတယ်ဈေးကလည်း average ဒီ200 simple average အောက်ကနေဆင်းပြီးတော့ခေါ်နေတယ်ဆိုတော့ကျွန်တော်ဒီလည်းယူဆရတာဈေးကအောက်ကိုထိုးကျနေပြီ right ထိုးကျနေပြီ
တခုချိန်မှာအများကြီးအလွန်ကိုင်းကျင်နေဆိုလို့ရှိရင်တော့အဲ့လိုမျိုးဈေးကအောက်ကိုထိုးကြသွားတော့မှအကြာကြီးကိုင်းအဲ့လိုအနှစ်50အနှစ်60အဲ့လိုမျိုးကိုင်းကျင်တဲ့လူတွေကတော့ of course တစ်မျိုးပေါ့ right အဲ့လိုမျိုးဆိုလို့ရှိရင်တော့သူ့ရဲ့ value ကဒီပြန်ခင်ဗျားတို့ဒီ bigger တစ်ခုဝယ်ကြတယ် bigger တစ်ခုဒီနှစ်ချက်မှာဝယ်မှာလားအဲ့လိုမျိုးဒီဈေးကအဲ့လိုမျိုးအောက်ကကြာသွားတဲ့အချိန်မှာဝယ်မှာလားပေါ့သိရမလားရွှေဈေးကြာသွားတော့မှရွှေဈေးကိုဝယ်ပြီးတော့စုထားမှာလားပြီးမှရွှေဈေးတက်မှပြန်အောင်မှာအဲ့လိုသဘောမျိုးပဲ right ဆိုတော့ဒါ BNB okay ကျွန်တော်ဒီ average က200 day average က624ပြီးတော့ဒီ50 day average က639.5နောက်တစ်ခုထွက်ကြည့်အောင် Dogecoin Binance ကပဲကြည့်လိုက်ပါမယ် right Binance US dollar I mean Coinbase yeah that's fine တူတူပါပဲ custom စမ်းမ right January လတလ trigger level က100 sorry 100ဖြစ်တယ် 0.199.2 ဒီ February လတလလုံးရဲ့ trade ခဲ့တဲ့ level နဲ့ကျွန်တော်တို့ဒီနှစ်စကနေစ trade ခဲ့တဲ့ level ကခက်စင်စင်ဗျ because ဘယ်လောက်မှမကွာဘူးလေ right 0.2549 နဲ့ 0.25154ဒါသမနည်းလေးပဲကွာသူ့ရဲ့ favorite January လတလလုံးရဲ့ trade ခဲ့ range ကလည်းသူအရင်နည်းတယ်ဗျာ right trade ခဲ့ဒီ fake out တွေတော့ခဏထားပါဒါပေမဲ့သူ့ရဲ့ range ကအရင်ဟိုဖြစ်တယ်ဆိုတော့ Doge ကလည်းအရင်ကြည့်ရတာအခုအောက်ကိုထိုးဆင်းနေပြီဆိုတော့ဘယ်လိုလာမလဲတော့မသိဘူး momentum အဲ့လိုမျိုးရောင်းကျင်တဲ့လူတွေကတော့အခုအခြေအနေကောင်းမယ်ကျွန်တော်ထင်တာတော့ဒီချိန်မှာရောင်းတဲ့ signal တွေအများကြီးပေါ်လိုက်မယ်ကျွန်တော်ထင်တာအထူးသဖြင့်အဲ့လိုဒီ average ဟိုပါလေ moving average strategy တွေပါလေဆိုလို့ချင်းအမှပေါ်လိုက်မယ် right လို့ဒီ moving average ကိုဒီဈေးအောက်ကိုထိုးကြသွားပြီဆိုလို့ချင်းဝယ်တာရောင်းတာတွေပါလေဆိုလို့ချင်းအမှအဲ့ signal တွေအများကြီးပေါ်လာတယ်အခုဒီ50 period ကို day ဆိုတာကျွန်တော်ဒီ daily ကြည့်နေရမလို့50 period ကိုသေးသေးချာချာ respect ဖြစ်ပြီးတော့ဒီအောက်ကနေပဲသွားနေတာအားကြောင့်မလို့ right okay yeah so ဒီ video လေးကဒီလောက်ပါပဲဒီ market coverage လောက်တာပေါ့နော်ဒီတိုင်းပါပဲဒီ video လေးမြန်လေးလောက်လိုက်ချင်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းမတင်တာနည်းနည်းလေးကြာပြီဆိုတော့အခုတခုခုတွေရမယ်တော့ယုံကြည်ပါတယ်အဲ့လိုမျိုးတခုမသိရရှိလဲအောက်မှာမေးပါကျွန်တော်ကြိုးတက်နိုင်စူးစမ်းပြီးတော့ဖြည့်ပေးပါမယ် okay yeah ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်တွေ့ကြမှာ peace